အဲ့ဒါကအကုန်လုံးလဲပြောများနေတဲ့ကိစ္စဖြစ်တယ်စိတ်ဝင်စားကြတဲ့ကိစ္စလည်းဖြစ်တယ်လို့ပေါ့နော်စိတ်ဝင်စားတယ်ဆိုတာကအရန်ကိုပေါ့နော်ငါဒါကြီးကဟုတ်နေလို့လားဘာလားဆိုရင်အဲ့လိုစိတ်ဝင်စားမဟုတ်တယောကြတာလှောင်ကြတာပြောင်ကြတာပေါ့နော်မင်းတို့ကမယုံဘူးကွာအဲ့လိုပုံစံမျိုးနဲ့ပတ်သက်တဲ့သတင်းအဲ့ဒါက PDF အယောက်900ကျော်အလင်းဝင်ပါတယ်ဆိုတဲ့သတင်းပေါ့နော်အဲ့တော့ PDF အမှောင်ဝင်တယ်အမှန်ကတော့အမှောင်ဝင်တယ်ဆိုရတော့သူတို့ဘက်ကတော့အလင်းဝင်တယ်လို့ပြောပါပေါ့နော်အဲ့တော့သူတို့ပြောတဲ့ပုံစံတိုင်းလေးပဲပြောမယ်ဆိုရင်တော့သူက PDF အယောက်900ကျော်ယောက်ျားလေးကဘယ်နှစ်ယောက်မိန်းကလေးကဘယ်နှစ်ယောက်ပေါ့နော်အဲ့ထက်မှာပါတယ်ဗျပါလာဖာတွေပါကဖာတွေလို့တွေအားစတေချာတော့ပြင်ဆင်ထားတဲ့ပုံစံပဲတကယ်ကိုတေချာပြင်ဆင်ထားတာဆိုင်းဘုတ်တွေအားလုံးပဲမင်္ဂလာပါ Miss Nyama New Channel မှာຫນွေဦးတော်လာရေးတည်များကိုနားဆင်နိုင်ရန်အတွက် like and subscribe လုပ်ထားပြီးပါရင်တောင်းဆိုအပ်ပါတယ်လည်းတက်ထားတယ်ပေါ့နော်KIA PDF Manly PDFကျက်တင်နဲ့ဆိုပြီးပါတယ်ကျက်တင်နဲ့ကကျွန်တော်နဲ့အရင်ရင်းနှီးရဗျာဒါမဲ့လည်းကျက်တင်နဲ့ကဘလို့အဲ့ထိသွားပြီးတော့လင်းဝင်သွားလဲတော့မပြောတတ်အမှောင်ဝင်သွားလဲတော့မပြောတတ်ဘူးပေါ့နော်အဲ့မှာကျက်တင်နဲ့ကအဖွဲ့တွေကစလောင်ပြောင်နေကြပါလေနော်အဲ့တော့သူတို့ဘက်ကတော့တေချာတော့ပြင်ဆင်လာတယ်ဒါပေမဲ့ယုတ်တိတန်တဲ့ဟာတွေကအများကြီးတွေ့နေရတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့လော်တဲ့ကောင်တွေကလည်းလော်တယ်ဗျာဒီလိုမျိုးတွေလော်ဖို့အတွက်ဝါဒဖြန့်ဖို့အတွက်ကလည်းဒါသူတို့ဘက်မှာပေါ့နော်ဒါ head of state လိုမျိုးပေါ့နော် page အချိန်မီဖွင့်ခဲ့တယ်ဒါပေမဲ့လည်းအချိန်မီပဲသူကဖျက်ချပလိုက်တယ်အဲ့တော့အဲ့ဒီကနေပြီးတော့ထုတ်လွှင့်လို့မရတဲ့ခါကျတော့ဘောမမီဒီယာတွေပေါ့နော်အဲ့လိုမျိုးတွေကနေပြီးတော့ထုတ်လွှင့်တယ် Telegram channel တွေကနေထုတ်လွှင့်တယ်အမေ live တွေတောင်လွှင့်လိုက်သေးတယ်ဗျာ Voice of Myanmar ပေါ့နော်အဲ့ဘယ်စားတယ်ဗျာဒီလားအဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ဒါသူတို့မေးမြန်းတဲ့ထဲတွေမှာပေါ့နော်ရည်စရာကောင်းတဲ့ဟာတွေလည်းအများကြီးပါကျွန်တော်ဒါကိုပေါ့နော်ကြည့်ကျင်လို့လိုက်ကြည့်တာမဟုတ်ဘူးကျွန်တော်တို့မှာပြောစရာတွေရှိတယ်သတိပေးစရာတွေရှိတယ်စစ်ကောင်စီရဲ့လောက်ရက်တွေရွှေရက်ချက်တွေကဘာတွေလဲကျွန်တော်တို့ဒါကြီးကိုဟားလိုက်ပြီးတော့လှောင်လိုက်ပြီးတော့ပြီးသွားရောဆိုတဲ့ပုံစံမျိုးနဲ့နေလို့မရဘူးဆိုတဲ့အကြောင်းအရာတွေရှိလို့ကျွန်တော်ဒီဥစ္စာလေးကိုပြန်မျှဝေချင်တာဖြစ်ပါတယ်ဗောနော်အဲ့တော့သူတို့ဒါအင်တာဗျူးမေးတဲ့အထဲမှာဆိုလဲဒါနမိတ်ပြမေးခွန်းတွေရောဗောနော်ဆွဲပြီးတော့မေးတဲ့ဟာတွေရောလမ်းကြောင်းပေးတဲ့ဟာတွေရောအကုန်ဟာတာတွေဗောနော်အဲ့ဥစ္စာနဲ့ပတ်သက်လို့ဒါမြို့ပြည်သူတွေလည်းကြီးပြီးသားတော့ဖြစ်လောက်ပါပြီဒါပေမဲ့အဲ့ထဲဟာလေးတွေကျွန်တော်ပြန်ပြီးတော့ထုတ်ဒီ April လောက်မှာနေကဒေါ်လာရင်းအတွက်ရောက်နေတာ2024 April လောက်မှာကနေတကယ်ဗောနော်ကြကဲနဲ့ဒါ PDF စစ်မှန်ညီကိုတွေကဘလောက်ထိခက်ခဲခဲ့တယ်လဲဘယ်ကနေကစခဲ့တယ်လဲဆိုတဲ့ဟာကအုံတော့ရှိတဲ့သူတိုင်းသိတာစေတယ်ဗောနော်လုံးဝဒါထားလိုက်တော့ဗျာခံယူချက်စိတ်တက်မမှန်တဲ့သူတွေကတော့ပါကောင်းပါနိုင်တယ်ကျွန်တော်ဒီဥစ္စာလုံးဝဗောနော် PDF တွေမပါဘူးဆိုပြီးတော့ညင်းတာမဟုတ်ဘူးဗောနော်ပါနိုင်တယ်ဒီထဲမှာပါနိုင်တယ်သူတို့အမှောင်ဝင်သွားတဲ့ထဲမှာပါနိုင်တယ်ဘလို့ဟာမျိုးတွေပါနိုင်တယ်ခံယူချက်မမှန်တဲ့ဟာတွေစိတ်တက်မခိုင်ပါတဲ့သူတွေဗောနော်ပျော့ညံ့တဲ့သူတွေပြီးတော့ကြတော့ဗောနော်အခက်ခဲတစ်ခုပုံစံမျိုးနဲ့ရှောင်ကျင်တဲ့သူမျိုးတွေဗောနော်အဲ့လိုမျိုးပုံစံမျိုးပြီးရင်ကျွန်တော်ရှေ့ဖြစ်စင်မှာလည်းကသတင်းတစ်ခုကြားတယ်အဲ့ဒါပါလဲဆိုတော့သူကစစ်မှုထမ်းရှောင်နေတာပေါ့နော်ဒါပေမဲ့ရှောင်လို့လည်းမရတဲ့ခါကျတော့သူ့ကိုယ်သူ PDF ပါဆိုပြီးတော့သူကဝင်ပြီးတော့အလင်းဝင်တာအမောင်ဝင်တာပေါ့နော် PDF လို့ပြောပြီးတော့အမောင်သားဝင်တာအဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့ကောင်တွေလည်းရှိတယ်ရှေ့ဖြစ်စဉ်900ကျော်ထဲမှာပေါ့နော်အဲ့ဒါတွေကျွန်တော်တို့အတိအကျသိထားတာရှိတယ်ဒီဥစ္စာတွေဆိုလဲဒါတော်တော်လေးရုပ်ပေါက်လို့ပေါ့နော်ဒါရေးနာရေးပေါ့နော်ကျွန်တော်တို့ဒုက္ခရောက်ခဲ့လို့ထွက်လာခဲ့တာတဲ့အဲ့ဒါကြောင့်တက်မတော်ကိုအလင်းဝင်လိုက်တာတဲ့ဒါသူပြောနေကြမှာဆိုလို့ဗျာအဲ့တက်မတော်လို့သုံးလုံးသွားတာနော်ဘယ် PDF မှာတက်မတော်လို့မသုံးလုံးတကယ်ပြောတာလုံးဝဗျာအဲ့စကရက်ကိုလုံးဝကိုမကြိုက်ကြအောင် PDF အစစ်မှန် PDF မှန်တယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်အာမခံရတယ်ကျွန်တော်ညီကိုတွေအတွက်ပေါ့နော်တကယ်အဲ့တော့တားကြီးသိတာတယ်ပေါ့နော်ပြီးတော့ကျတော့ဒီမိဘတွေကိုအကြောင်းပြတယ်ပေါ့နော်ကျွန်တော်တို့ PDF တပ်ဖွဲ့တွေကအဲ့လိုမျိုးခေါ်သလားဒါခေါ်ကြရရှိရပေါ့နော်ခေါ်စာတွေထုတ်ကြရရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါတသားတစ်တွေလက်ခံနေပါပြီဆိုတဲ့ပုံစံမျိုးထုတ်ကြရရှိတယ်ပေါ့နော်မိဘကိုဂယုဆိုင်မယ်ဆိုပြီးတော့တွားပြီးတော့ဆွဲဆောင်စီးအောင်တာမျိုးဘယ်တော့မှမရှိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ခံယူချက်စိတ်တက်မှန်မဲနဲ့ရောက်လာခဲ့ရင်ပို့ပြီးတော့ဗျာအာယုန်တွေနောက်လို့တချို့ဒါတသားတစ်တွေဝင်လာတဲ့ချိန်မှာတာဝန်ယူရပါတယ်ဆိုတော့တာဝန်ခံနေဆိုရင်ဘာပြောလဲဆိုတော့ဝင်လာပြီဆိုတော့ကမင်းဘလို့ခံယူချက်ရှိသလဲဘလို့စိတ်သက်ရှိသလဲဘလို့မျိုးပုံစံမျိုးလဲဘာလဲညာလဲအဲ့လိုတခါတည်းမေးတာခုနလိုပေါ့နော်မိသားစုကိုကြည့်ရှုပေးမယ်တော့ဒီလိုမျိုးပုံစံမျိုးနဲ့မှတ်လုံးပေးပြီးတော့ခေါ်တာတယောက်မှမရှိဘူးတကယ်ပြောတာအဲ့ဒါအာမခံရဲတယ်ပေါ့နော်အဲ့တော့ဒါကြီးကရုပ်တိတန်လုံးနဲ့ဗျာနောက်တစ်ခုထပ်ပြောသေးရပါလဲဆိုတော့ဝင်တဲ့အချိန်ကဘလို့မျိုးဝင်သွားရလဲပေါ့နော်ဘလို့ဖြစ်လို့ဒီထဲကိုရောက်သွားရလဲဆိုတော့ကျတော့စုဆောင်းတာပါသွားတာတဲ့စဉ်းစားလို့မရဘူးကျွန်တော်ပြောအဲ့တော့တရင်တယောက်မဖြစ်မနေဝင်ရမှာမလို့ချင်းချောက်တာမလို့ညီမမဝင်ရင်မိဘတွေကိုဒုက္ခပေးမယ်လို့ပြောသွားတာအကြောင်းမလို့ဝင်သွားတာတဲ့ကဲစူဆောင်းတဲ့အချိန်မှာဗျာခုနလိုပေါ့နော်ဒါ तू တကယ်လို့ဒါတက်သားတဲ့ဝင်မယ်ဆိုရင်တော့မင်းမိဘတွေကဘလို့လဲဗာလဲညာလဲအဲ့လိုမျိုးတေချာအတိကျမေးပြီးတော့လက်ခံနိုင်လောက်ပါတယ်ဆိုတဲ့ခံယူချက်ရှိမှာပဲလက်ခံတာဗျာခုနလိုမင်းတို့မိဘတွေကိုငါတို့စောင့်ရှောက်ပေးမယ်ဆိုတဲ့ဟာလေလက်သေးအလှဆင်ထားပါတယ်ဆိုတဲ့ဟာမျိုးတွေကစပါနော်တနက်ပေးနေတဲ့အချိန်မှာလက်သေးအလှဆင်တာအဲ့လက်ကလေးကိစ္စတော့မပြောနဲ့တော့ဗျာအဲ့လက်သေးအလှဆင်ထားပါတယ်ဆိုတဲ့ကိစ္စတွေကစတေချာလုံးဝကိုစစ်စစ်ပေါက်ပေါက်ကြည့်ပြီးတော့
ပေါ်ထုတ်ထားပါလေဆိုတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြတော့ဒါသူတို့ဘက်ကရုတ်တိတန်စွာနဲ့လှုပ်တဲ့ဟာကြီးတွေကအဆက်ခွဲစရာတွေအဆက်ကွဲစရာတွေဖြစ်နေတာပေါ့နော်အဲ့တော့ပြောသွားသေးတယ်သူတို့ကဝါရဖြန့်တဲ့ပုံစံမျိုးတွေပေါ့နော်သူတို့အခုလိုမျိုးလင်းဝင်ပြီးဆိုတဲ့ချိန်မှာပေါ့နော်သူတို့ဒါတခြားဒါသူတို့ရဲ့မိသားစုတွေနဲ့မှသူတို့ပြန်နေမယ်ပြန်နေတဲ့ချိန်မှာမိသားစုတွေကလုံခြုံလားလုံခြုံနေတဲ့ဘလို့ကြောင့်မလို့လုံခြုံတာလဲဆိုတော့တက်မတော်ကစောင့်ရှောက်ပေးထားတဲ့တက်မတော်စိုးမိုးထားတဲ့နေရာတွေဖြစ်တဲ့အတွက်လုံခြုံတယ်ဆိုပြီးတော့ပြောသွားတကယ်ကြီးချင်းတယ်ဗျာတကယ်ပြောတာဘာလို့လဲဆိုတော့စစ်ကောင်စီစိုးမိုးထားပါတယ်ဆိုတဲ့နေရာတိုင်းမှာလူငယ်တိုင်းမလုံခြုံဘူးလူငယ်တောင်မှမဟုတ်ဘူးလူကြီးတောင်မလုံခြုံဘူးဗျာအကုန်လုံးကိုအိမ်ပေါ်တက်ပေါ်တာဆွဲနေတာနေ့စဉ်နဲ့မြ50ပါသွားတယ်40ပါသွားတယ်နောက်ဆုံးကားပေါ်ကနေပြီးတော့ခီးတဲ့ကားတားပြီးတော့အကုန်စင်းအသက်ပဲရွယ်နေပဲရွယ်ထိဆိုရင်ဘာဆိုပြီးစင်းရင်ကောက်ပြီးတခါတည်းခေါ်သွားတယ်ဖြစ်စဉ်တွေရှိတယ်ဗျာအဲ့ဟာမျိုးကိုဗျာစစ်ကောင်စီရှိတဲ့နေရာမှာလုံခြုံတယ်ဆိုပြီးတော့ပြောသွားတဲ့ဟာကအဲ့ဒါစစ်ကောင်စီပြောစီခြင်းတဲ့စကားတွေဒါတွေကိုကျွန်တော်မိဘပြည်သူတွေအကုန်လုံးကတော့နားလည်ကြတယ်ဘလို့လူတွေအတွက်ပြောပြနေရလဲဆိုတော့ဟိုမြောက်ဒီမြောက်ပေါ့နော်ဘယ်ဘက်ကရေးတာမလဲဆိုပြီးတော့စောင့်နေတဲ့ကောင်မျိုးတွေအတွက်ကျွန်တော်ပြောပြနေရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့လက်သေးလေးတွေဆိုလဲလှပါဗျာကျွန်တော်တို့ပြည်သေးညီမငယ်တွေကျွန်တော်တို့တောထဲမှာစုံဘူးပါတယ်မြေပြင်မှာလည်းစုံဘူးတယ်ပေါ့နော်တချို့ဆိုရင်တကယ်ဗျာဘလို့ပြောမလဲယောက်ျားလေးလိုတော့ထင်ရတယ်ပေါ့နော်သူတို့တွေပင်ပန်းပြီးတော့ပေါ့နော်လုံးဝဒါအချိန်မပေးနိုင်တဲ့ခါကျတော့အလှပတောင်မှမလုံနိုင်တဲ့ညီမငယ်တွေကျွန်တော်မြင်တွေ့ဘူးတယ်ပေါ့နော်အဲ့တော့အကုန်လုံးကတော့လှချင်တာပဲအချိန်လေးရတဲ့အခါမှာကိုလက်တန့်ရှင်းစွာနဲ့နေမယ်လှလှပပကြောကြောမော့မော့ရှိတာလေးနဲ့နေကြမယ်ပေါ့နော်ဒီလိုမျိုးကြီးတော့တခုတကားဗျာလက်သေးကိုအလှစင်ကတ်ခွာအဲ့လိုမျိုးပေါ့နော်ပုံစံတွေပါတယ်တွင်းပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတော့ဘယ် PDF ညီမငယ်မှာကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော်大几个八几哟，大几个六几哟。အဲ့တော့ဒါကတော့ဒါကျွန်တော်တို့ဒီဘက်ကတော်လန်ပြည်သူတွေရှာဖွေပြီးတော့တင်ဆက်ပေးလိုက်တဲ့အကွက်လေးပေါ့နော်အဲ့တော့တနခါတော့မှမလိမ့်နိုင်တဲ့ဒါချို့ပြည်တဲ့ညီမငယ်တွေကဒီဥစ္စာတွေလှုပ်ဖို့အတွက်ဆိုတာကတော့ဝေးမှာဝေးပေါ့နော်အဲ့တော့ပြည်တဲ့ညီကိုတွေပြောတာလည်းမမအောင်ပြည်သူတွေပြောတာလည်းမမအောင် KDB ကခေါ်လာဆိုတာဖြစ်နိုင်ချေရှိတယ်တကယ်ပြီးရင်ပြောသေးရဲ့တင်တဲ့တဲ့ချိန်မှာရိုက်နှက်တယ်တို့ပြောကြတော့ဒီနှိပ်စက်တယ်တို့ပေါ့နော်နေမကောင်းရင်တော့မှအနာမပေးဘူးလို့ပေါ့နော်မဟုတ်ဘူးတင်တန်းကတော့ကျန်းတယ်ပြည်တဲ့တင်တန်းတိုက်ခိုက်ရေးတင်တန်းလူတက်မဲ့အလုပ်တွေလုပ်နေရတာအာနာရှင်ဖြစ်နေတယ်တဲ့အဲ့ဒါကသိခွဲတဲ့စကားပြီးဒီဘက်မှာအမြဲတမ်းပေါ့နော်စစ်ကောင်စီဘက်ကကောင်တွေလာမက်နေတဲ့စကားစစ်ကောင်စီပြောစေခြင်းတဲ့စကားပေါ့နော်အဲ့ဥစ္စာကိုကျွန်တော်တို့ကောင်းကောင်းနားလည်ကြဖို့လိုတယ်အခုကပြည်သူတွေအကုန်လုံးကတော့နားလည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့နောက်ွယ်မှာပေါ့နော်ဘာတွေရှိတယ်လဲဘာရွယ်ချက်တွေရှိတယ်လဲပြီးရင်ဒီဥစ္စာကိုကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ဖို့လိုအပ်လားမလိုအပ်ဘူးလားဆိုတဲ့ဟာတွေကိုကျွန်တော်ပြောကြမယ်ပေါ့နော်ဆိုတော့စစ်ကောင်စီကဒီလိုမျိုးဒါပြည်သူတွေမယုံမှတိတိကြီးနဲ့ဘာကြောင့်အခုလိုမျိုးထုတ်ပြန်တာလဲဘာကြောင့်ဝါဒဖြန့်တာလဲဘာကြောင့်လိမ်လဲတာလဲဒီရဲ့နောက်ွယ်မှာဘာတွေရှိတယ်လဲပေါ့နော်ပြောမယ်ဆိုရင်တော့ဒါပြည်သူကိုယုံစေခြင်းနဲ့ဆိုတာထက်တန်တရားဝင်စေခြင်းတာပြီးရင်လှည့်စားခြင်းတာဘလို့လူမျိုးတွေကိုလှည့်စားခြင်းတာလဲဆိုတော့ဟိုလိုလိုဒီလိုလိုပေါ့နော်ဘယ်ဘက်ကအရေးတာမလဲဆိုပြီးတော့စောင့်ကြည့်နေကြတဲ့ဂျားနေလိုလိုခွာထိုင်လိုလိုပေါင်းနေရှိတယ်ပေါ့နော်အဲ့လိုကောင်မျိုးတွေကဒီလိုသတင်းတွေကိုတွေ့တဲ့ခါကျတော့ဒေါ်လာကြီးလည်းစိတ်ဝင်စားဘူးအဲ့တော့ဒီလိုသတင်းတွေတွေ့တဲ့ခါကျတော့ဟာစစ်တပ်ဘက်ကအရေးတာနေပြီလားမသိဘူးပြည်သက်တွေဝင်လာတာအယောက်ရာနဲ့ချီတယ်ရှေ့တစ်ခေါက်ကလည်းဝင်လာတာ900ကျော်အခုလည်း900ကျော်1000ရှိနေပြီဟာအဲ့ကြတော့ဒါစစ်ကောင်စီဘက်ကအရေးတာနေပြီအဲ့ဆိုရင်တော့ငါတို့စစ်ကောင်စီကိုပို့ပြီးတော့ထောက်ခံရမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးလူတွေကိုပြတ်မှတ်ထားပြီးတော့အခုလိုမျိုးလုပ်တာလေဒါဖြစ်တယ်ပေါ့နော်အဓိကတော့သူတို့ကိုထောက်ခံတဲ့သူတွေပို့ပြီးတော့များလာအောင်ဂျားနေဆိုတဲ့သူတွေသူတို့ဘက်ကိုပို့ပြီးတော့ထောက်ခံလာအောင်ပေါ့နော်တာပေါင်းညာသားကောင်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေပို့ပြီးတော့ထောက်ခံလာအောင်ဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ပြီးတော့လုပ်တာလည်းဖြစ်ပါတယ်ပြီးတော့မင်းအောင်လှိုင်အဆက်ကွဲရမှာဆိုလို့လုပ်တာအဲ့ဒါတကယ်ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့အကြောင်းကိုရှေ့မှာပေါ့နော်ဒီ PDF တွေကိုအလင်းဝင်ဖို့เนาะဒါရက်တရာအတွင်းမှာအလင်းဝင်ကြဖို့လက်နက်ချဖို့ဆိုပြီးတော့မင်းအောင်လှိုင်ပြောလိုက်တဲ့အဲ့ဒီပြောတဲ့အကြောင်းအရာကိုကျွန်တော်ပြန်ပြောပြတဲ့ဗီဒီယိုထဲမှာအဲ့အကြောင်းကြိုပြီးတော့ပြောခဲ့ဘယ်လိုပြောခဲ့သလဲဒါချုပ်နားထောင်ပြည့်သူတွေဆိုတော့သိမှာပေါ့နော်အဓိကတော့မင်းအောင်လှိုင်ကအဲ့လိုမျိုး PDF ရက်တရာအတွင်းမှာ PDF တပ်ဖွဲ့တွေအလင်းဝင်ကြပါဒီလိုမျိုးကြီးပြောလိုက်တယ်သူပြောလိုက်ပြီးရတဲ့ PDF တွေတယောက်မှမဝင်ဘူးဆိုရင်လည်းသူ့စကားကြီးအဖက်တင်သွားမယ်ပေါ့နော်ဟာငါဘာကောင်ကြီးမှမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာအဲ့ဒါကြောင့်မလို့အဲ့ဥစ္စာကိုကြိုတင်ပြီးတော့ပြင်ဆင်ထားလိုက်မယ်သူပြောလိုက်ပြီးရနောက်ပိုင်းမှာအလင်းဝင်တာတွေရှိလာတယ်ဆိုတဲ့ပုံစံမျိုးသူတို့လုတ်ပြလိုက်မယ်ဆိုပြီးတော့ကျွန်တော်ကြိုပြီးတော့ပြောခဲ့ဘူးတယ်ပေါ့နော်အခုတပုံစံနဲ့အဲ့လိုမျိုးလှုပ်လာတာဖြစ်တယ်အဲ့တုန်းကတော့ပြောလိုက်သေးတယ်ဒီလိုမျိုးအစီအမံတွေသူတို့စီမှာရှိထားပြီးလောက်ပြီးရှိပြီးသားအစီအမံတွေကိုသူတို့ပြင်ဆင်လိုက်မယ်လှုပ်ဆောင်လိုက်မယ်ဒီလိုမျိုးသူပြောပြရဲ့တိတ်မကြခင်မှာပဲအခုလိုလှုပ်လိုက်မယ်ဆိုတော့တကယ်လှုပ်တယ်3ရက်လောက်ပဲဒါချားတယ်ပေါ့နော်အခုဆိုရင်အဲ့လိုပုံစံမျိုးဒါထွက်ပေါ်လာပြီဖြစ်တယ်ပေါ့နော်အဲ့တော့သူပြောလိုက်တဲ့စကားကြီးအဖက်တင်သွားမှာဆိုလို့သူကတခါတည်းပြင်ထားတာငါပြောလိုက်တယ်ငါပြောလိုက်မှာဝင်ပေါ့နော်ပြောလိုက်ပြီးရင်တော့မင်းတို့ဒီဥစ္စာလေးကိုထုတ်ပြန်လိုက်အဲ့လိုပုံစံမျိုးလှုပ်သွားတာတကယ်လည်းရည်စရာကောင်းတယ်ပေါ့နော်ဖြစ်ချင်တော့ကျွန်တော်တို့တွေကကြိုပြီးတော့သိနေတယ်ရှက်စရာကြီးပေါ့နော်ဒီကောင်းနေနဲ့နောက်တစ်ခုကကျတော့စိတ်နှောက်ယှက်ဖြစ်စေချင်တာပြည်သူတွေကိုစိတ်နှောက်ယှက်ဖြစ်စေချင်တာသတင်းတွေဖုံးချင်တာပြီးရင်အာယုံလွှဲချင်တာပေါ့နော်အဓိကတော့
ဒီတခြားသောအကြောင်းအရာတွေပြည်သူတွေစိတ်ဝင်စားမှုညှော်နေသွားအောင်ဒီအပေါ်မှာပဲကျွန်တော်တို့ငင်းညခုံကြမှန်တယ်မှားတယ်ဒီလိုမျိုးတွေနဲ့ပြောကြဟိုဘက်ဒီဘက်ရန်ဖြစ်ကြဒီလိုပုံစံမျိုးကိုသူတို့ကပို့ပြီးတော့ဖြစ်စေချင်တာပေါ့နော်အဲ့လိုပုံစံမျိုးကိုရည်ရွယ်ပြီးတော့အာယုံတွေလွှဲခြင်းလို့အခုလိုလှုပ်ဆောင်တာလည်းဖြစ်ပါတယ်နောက်ထပ်သူတို့ဒီလိုမျိုးလှုပ်ရခြင်းရဲ့ရည်ရွယ်ချက်တစ်ခုရှိတယ်အဲ့ဒါကဒီဘက်ကကျွန်တော်တို့အုံနောက်ရှိတဲ့ပြည်သူတွေမဟုတ်ဘူးအုံနောက်မဲတဲ့ကောင်တွေကိုလှုပ်ချင်တာအဲ့ဒါဘာကောင်တွေလဲဆိုတော့သူတို့စီကကောင်တွေအဲ့လိုကလောင်နေဘာကလောင်နေလဲအဲ့လိုကလောင်နေဘာလို့လဲဆိုတော့သူတို့ဘက်မှာရှိတဲ့သူတို့ရဲ့စစ်ကောင်စီစစ်သားတွေကတော်တော်ကိုစိတ်သက်ကြဆင်းနေကြတာအားလုံးလည်းသိလိမ့်မယ်ပေါ့နော်ထွက်ပြေးခြင်းနေကြတဲ့သူတွေရှိတယ်ဟိုနေ့ကဆိုရင်ဒါထွက်ပြေးလာတဲ့ဒါပါစာ2ယောက်ကပြန်ပြောပြတယ်အဲ့ဒါဘာလဲဆိုတော့အထဲထဲမှာပေါ့နော်အချင်းချင်းတနက်ပေးမကင်ကြဘူးပေါ့နော်လူကြီးပင်သားနေပါတယ်ဆိုတဲ့ကောင်တွေလောက်ပဲတနက်ကိုပေးကင်တယ်ဘာကြောင့်လဲဆိုတော့ဟာမင်းတို့ဘာဖြစ်လို့လဲပေါ့နော်တနက်တွေယူပြီးထွက်ပြေးသွားမှဆိုလို့လားမဟုတ်ဘူးလေပြန်ပြစ်မှဆိုလို့စားတယ်ပေါ့နော်အချင်းချင်းတော့မှမယုံမကြည်ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးစီမံနေရတဲ့အနေအထားကိုရှိနေကြပြီပေါ့နော်ဟုတ်ကြအဲ့လိုမျိုးပုံစံမျိုးနဲ့စိတ်တွေကြတယ်သူ့မယုံကိုမယုံဖြစ်တယ်တန်တရားတွေများတယ်စိတ်ဖိစီးမှုတွေများတယ်ဒါကြောင့်မလို့ပေါ့နော်သူတို့တိုက်ရိုက်ခိုက်ရဆိုလဲဘာမှကိုအဆင်မပြေတော့ဘူးတိုက်ခံရသမျှစကန်တိုင်းလဲပါနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးစိတ်သက်တွေကိုကြာဆင်းနေလို့စိတ်သက်ကယ်ဆယ်ရေးပြန်လုပ်ပေးတာအဓိကတော့ဒီသတင်းတွေကိုသူတို့စစ်သားတွေကြားကြမြင်ကြတွေ့ကြတဲ့ခါကျတော့အုံတော့လည်းမရှိဘူးဗျာကျွန်တော်တို့လိုလိုက်ပြီးတော့အချက်လက်တွေလည်းမရှာနိုင်ဘူးဟာလက်သေးကဘာလို့ဒီလိုမျိုးလှုပ်ထားရလဲဘာလဲသူတို့မတွေးဘူးဗျာမတွေးဘဲနဲ့ဆိုင်းဘုတ်တွေကြည့်မယ်ကျက်တင်နက်ကပါတယ် KIA ကပါတယ်မန်လေးဗီဒီယိုကပါတယ်အဲ့လိုမျိုးပုံစံမျိုးတွေလောက်ပဲသိမဲ့ကောင်တွေအတွက်ကိုယူရပြီးတော့လှုပ်တာအဓိကတော့ဟာငါတို့ဘက်ကအရေးတာနေပြီဟာငါတို့စီကိုအလင်းဝင်လာတဲ့လူတွေအမှောင်ဝင်လာတဲ့လူတွေပေါ့နော်ဒီလောက်တောင်မှရှိလာနေပြီအဓိကတော့တော်လိုင်းဘက်ကအင်အားနည်းနေပြီတော်လိုင်းဘက်ကချိနေနေပြီဆိုတဲ့ပုံစံမျိုးထင်စေခြင်းလို့အခုလိုမျိုးစိတ်သက်ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့နိုင်ငံတကာကိုပြချင်တာဒါကတော့ကျွန်တော်ပြောတဲ့အခါတိုင်းမှာလည်းအမြဲတမ်းမှာဒီနိုင်ငံတကာအမြင်လေးတွေကိုထည့်ပြီးတော့ပြောတာရှိတယ်ပေါ့နော်အဓိကတော့နိုင်ငံတကာအတွက်သူကဒီချိန်မှာဒါလောက်ကြံဖန်တီးမှုဇလန်းတွေအများကြီးပြဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ तू အာနာသိမ့်ပြီးတဲ့တောက်လျှောက်မှာ तू ဘလိုမျိုးတွေထိန်းခဲ့ရတယ်။ပြီးရင် तू အာနာသိမ့်ပြီးတောက်လျှောက်ထိန်းခဲ့ရတဲ့ပြင်က तू သမရလှုပ်ပြီးချိန်မှာနိုင်ငံကိုဘလိုငြင်းငြင်းအောင်လှုပ်နိုင်တယ်။အဲ့ပုံရိပ်ကို तू ကအရန်လိုချင်တာဖြစ်တဲ့အတွက်ပေါ့နော်။နိုင်ငံတကာကိုလည်း तू ကတရားဝင်မှုရဖို့အတွက်အခုငါတို့နိုင်ငံကအေဂျင့်စာပြုနေပြီ။ဒါလက်နက်ကင်နေတဲ့အဖွဲ့တွေအခုဆိုရင်အလင်းဝင်လာနေကြပြီ။နိုင်ငံကိုတည်ငြိမ်အောင်ငါကထိန်းချုပ်နိုင်နေပြီဆိုတဲ့ပုံစံမျိုးကိုပြချင်တာဖြစ်တယ်။အဲ့တော့နိုင်ငံတကာကိုလည်းလှည့်စားဖို့အတွက်အခုလိုမျိုးတမင်ရည်ရွယ်ပြီးတော့လောက်ကြံတာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ဒီအခြေအနေတွေပေါ့နော်အခုလိုမျိုးလှုပ်လိုက်တဲ့ဒီဝါဒဖြန့်မှုတွေပဲဖြစ်ဘာတွေပဲဖြစ်ဒီလိုမျိုးအခြေအနေတွေကိုငါတို့တွေဖန်တီးနိုင်သေးတယ်ဆိုတဲ့ဟာမျိုးကိုပြချင်တာဖြစ်တယ်ပုံဖော်ချင်တာဖြစ်တယ်ဆိုတော့ဒါစစ်ကောင်စီဘက်ကတော့ဝါဒဖြန့်မှုတွေကစလာပြီပေါ့နော်အချက်လက်တိုက်ပွဲစပြီးတော့သူတို့ဘက်ကထိုးစစ်စလိုက်ပြီးကျွန်တော်တို့ကဒီပေါ်မှာညင်းခုန်နေုံနဲ့ပြီးသွားကြမလားရက်သွားကြမလားပေါ့နော်ဆိုတော့ကကျွန်တော်တို့ဒီဘက်ကအဖွဲ့အစည်းတွေကျွန်တော်ဆိုရင်ဒါထားပါတော့ဗောနော်အရန်ဒါကျွန်တော်ဖြစ်စေချင်တဲ့ဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့အခုဆိုပါတယ်ကျက်တစ်နဲ့ပါတယ်ဗောနော်မန်လေး PDF ပါတယ်တခြားသောစစ်ကြောင်းတွေတရင်တပ်ဖွဲ့တွေပါမယ်ဗောနော်အဲ့လိုတရင်တပ်ဖွဲ့တွေစီကနေပြီးတော့စားထုတ်ပလိုက်စေချင်တာဗောနော်ဒီဥစ္စာကိုပြက်တသားပြန်ပြီးတော့တုံ့ပြန်လိုက်စေချင်တာဗောနော်ဟိုနေ့ကဒီ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရောလက်မှတ်မထိုးထားသေးတဲ့အဖွဲ့တွေရောငြိမ်ကမ်းလန်းပါတယ်ဆိုတဲ့ကမ်းလန်းချက်ကိုဒါတော်လိုင်းတောက်အင်အားစုတွေဘက်ကပေါ့နော်ချက်ချင်းလက်ငင်းပြန်ပြီးတော့ပယ်ချလိုက်တယ်လို့မျိုးပေါ့နော်မင်းကငါတို့မယုံဘူးကွာမင်းကတကူကောင်းသမားပေါ့နော်မင်းကပဲအာနာတီဆောက်နေတဲ့ကောင်ဖြစ်တယ်ပေါ့နော်အဲ့တော့မင်းရဲ့ငြိမ်အတူရောင်လည်းငါတို့မယုံဘူးမင်းရဲ့အတူရောင်ရွေးကောက်ပွဲကိုလည်းငါတို့အသိမှန်ပြုဘူးဆိုပြီးတော့ဗျမ်းဆိုပြီးတော့တခါတည်းပယ်ချလိုက်တာအဲ့လိုပုံစံမျိုးကျွန်တော်တို့ကတုံ့ပြန်စေချင်တယ်ပေါ့နော်အခုဆိုမန်လေး PDF မဲပီဘလောက်တွေပါရွတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဟာရဲ့အခြေအနေအမှန်တွေကိုကျွန်တော်ပြည်သူတွေသိဖို့လိုတယ်ဆိုတော့ကတရင်တပ်ဖွဲ့တက်ဆိုင်ရာတရင်တပ်ဖွဲ့တွေစီကနေပြီးတော့ပေါ့နော်အေးငါတို့စစ်ကြောင်းနာမည်ပါလာတယ်ငါတို့စီကတော့လက်နက်ချအလင်းဝင်တယ်လို့မရှိဘူးအေးငါတို့စီကလက်နက်ချအလင်းဝင်တယ်လို့ရှိတယ်ဘယ်နှယောက်ရှိတယ်စိတ်တက်ခိုင်မာလို့ထွက်ပြေးသွားတဲ့ကောင်ရှိတယ်ငါတို့တက်ကနေပြီးတော့ထုတ်ပယ်ထားပြီးဖြစ်တယ်ဟိုနေ့ကလို့ဖြစ်စဉ်မျိုးပေါ့ဗျာဒီပါလာဖာကနေပြီးတော့ဗောနော်အလင်းဝင်တယ်ဆိုပြီးတော့လှုပ်ပြတဲ့ချိန်မှာအဲ့တာဝန်ရှိတဲ့သူကပဲပြန်ပြီးတော့ဒီဥစ္စာနဲ့အသိပေးလာတာရှိတယ်ဗောနော်မဟုတ်ဘူးအဲ့ကောင်တွေကကျွန်တော်စီကတပ်ဖွဲ့ဝင်နေမဟုတ်ဘူးဒီကောင်တွေကိုစီကံမလိုက်တာလို့ထုတ်ထားတာကြာပြီဆိုတဲ့ပုံစံမျိုးဗောနော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ကပြန်ပြီးတော့တုံ့ပြန်ဖို့အတွက်မလို့အဖူးလားပေါ့နော်ဒါလေးလည်းစဉ်းစားမိရဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါဆံမိုင်းပြောတဲ့ဟာကိုလည်းဆံမိုင်းမီဝင်ဘက်ပြောတဲ့ဟာကိုလည်းပြန်တွေးမိလို့ပေါ့နော်အဓိကတော့စစ်ကောင်စီဘက်ကဒီလိုမျိုးမဟုတ်မမှန်ဝါဒဖြန့်တဲ့ဟာကိုပေါ့နော်ကျွန်တော်တို့ကလက်ခံထားမယ်အချိန်ကြာသည်ထိကျွန်တော်တို့ကမရှင်းမဲနဲ့ပြန်ပြီးမတုံ့ပြန်မဲနဲ့ထားမယ်ဆိုရင်ဒါကြီးကအမှန်ဖြစ်နေပြီလားဆိုတဲ့တန်တရားတွေပြည်သူလူထုကြားမှာဝင်သွားစေလိမ့်မယ်ပေါ့နော်အဲ့တော့တကယ်မမှန်ဘူးဆိုရင်တော့ထုတ်ပြီးတော့ရှင်းရလိမ့်မယ်အချက်လက်တွေနဲ့ပြန်ပြီးတော့ရှင်းရလိမ့်မယ်မမှန်ကန်ကျွန်တော်တို့ရှင်းစေခြင်းနဲ့ပေါ့နော်ဒါမှသာလင်စစ်ကောင်စီပို့ပြီးတော့ဆောက်ရှက်ပွဲမှာပေါ့နော်အဓိကတော့မင်းတို့ဝါဒဖြန့်နေတာပေါ့နော်မင်းတို့ဝါဒဖြန့်တယ်လို့ငါတို့တပ်ဖွဲ့စီမှာဒီလိုတော့ရှိတယ်ဒီလိုတော့မရှိဘူးဒီဥစ္စာနဲ့ပတ်သက်လို့ငါတို့ကတော့ဒီလိုပြန်တုံ့ပြန်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကတော့လှုပ်စေခြင်းနဲ့ပေါ့နော်အဓိကတော့အချက်လက်တိုက်ပွဲပေါ့နော်ဒီ information war ကအခုချိန်မှာတော်တော်လေး
အရေးကြီးလာနေပြီဖြစ်တယ်စစ်ကောင်စီဘက်ကပေါ့နော်ဒီဟာအတွက်ကိုအသေးအတန်လုပ်နေတယ်ဒါပေမဲ့လည်းသူတို့ရဲ့ကန်တရားတော်တော်လေးအခြေအနေဆိုးတယ်လို့ပြောရမယ်ဒီ head of state လို့ကိစ္စမျိုးဆိုရင်ဒီလိုဟာမျိုးတွေလုပ်ဖို့အတွက်သူတို့ pitch တွေအချိန်မီလုပ်ခဲ့တယ်ဒါပေမဲ့လည်းဖျက်ချခံလဲရဒါကြောင့်မလို့တခြားသောသူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ဘောမမီဒီယာတွေကနေတဆင့်အခုလိုမျိုးပြန်ပြီးတော့ဖြန့်နေရတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့အနိုင်တိုက်ဖို့လိုတယ်များများပြန်ပြီးတော့တုံ့ပြန်ဖို့လိုတယ်ဒီကောင်းနေအဖွဲ့အစည်း